အားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီ smart tag ကလေးကိုပေါ့နော် stable phone နေနဲ့ဘယ်လိုအသုံးပြုရမလဲဆိုတာကိုဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒါကျွန်တော်တို့ဒါ global phone ဖြစ်တယ်မယ်ဒါ stable phone ဖြစ်မယ်ပေါ့နော်အဲ့တော့ stable phone မှာသုံးဖို့အတွက်ဆိုလို့ရှိရင်တော့ global phone တစ်ခုတော့လိုသေးတယ် stable phone နဲ့ global phone မှာဘာကွာလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ wifi ဖွင့်ထားတယ် bluetooth ဖွင့်ထားတယ်ပေါ့နော်ဒါပေမဲ့ဒီဟာလေးကိုထုတ်လိုက်တဲ့အချိန်မှာဒီကိုဖောက်လိုက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တစ်ခါလဲတန်းပြီးတော့ပေါ့နော်တက်လာတာပေါ့နော် connect လုပ်မဲ့ဟာဒီမှာဆိုလို့ရှိရင်တော့ global ဆောင်းတက်မလာဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ဆုံးမလုပ်ရမလဲဆိုလို့ရှိရင် global phone မှာသွားပြီးတော့အရင်ဆုံး connect လုပ်ရမှာsoftware လေးကိုမြင်ရပြီဆိုလို့ရှိရင်ဒီထဲမှာကျွန်တော်တို့ကfile near ပိုင်းဆိုတာလေးရှိတယ် play sound ဆိုတာလေးရှိတယ် share ownership ဆိုတာလေးရှိတယ်ကျွန်တော်တို့ကဘာလုပ်ပေးမှာလဲဆိုလို့ရှိရင် share ownership share လုပ်ပေးမှာ share ownership ဆိုလို့ရှိရင်ဒီဟာလေးကို share မှာတေးကြလားတေးကြတယ် continue ဆိုပြီးတော့နှိပ်လိုက်တယ်နှိပ်လိုက်ပြီဆိုတော့ねသူကဒီမှာ message လေးပေါ်လာမှာပေါ့နော်ဒီ message လေးကို copy ကူးပြီးတော့ကျွန်တော်တို့ကဒီဘက်ဖုန်းကိုပို့ပေးလိုက်အောင်မယ်အဲ့တော့ကျွန်တော်ခုန message လေးကို Viber ကနေပြီးတော့ပို့လိုက်ပြီပေါ့နော်ဒါဒီဘက်ဖုန်း Viber ကနေပြီးတော့ကျွန်တော်ပို့လိုက်တယ်ဒီဘက်ဖုန်းရဲ့ Viber ထဲမှာ message ဝင်လာပြီပေါ့နော်အဲ့ဒီမှာ message ဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလောက်ကမှာဘာမှမလို့ဒီ link အပြာရောင်လေးကိုနှိပ်လိုက်အောင်မယ်နှိပ်လိုက်ပြီဆိုတော့ねသူတခါတည်းဒီမှာ file hat ထဲကိုဝင်လာမယ်လို့ရှိရင် share တာလုပ်မယ်ကိုပြောမယ်ပေါ့နော်ဒီ Gmail ကနေပြီးတော့ဒီဟာကို share ထားတယ်ပေါ့နော်မင်းလက်ခံပါလားလက်မခံဘူးလားဆိုပြီးတော့သူကမေးတယ်ကျွန်တော်တို့ကလက်ခံမယ် agree ဆိုပြီးတော့နှိပ်လိုက်ပြီဆိုတော့ねကျွန်တော်တို့ဒီထဲမှာသွားပြီးတော့ကြည့်လို့ရမှာဖြစ်တယ်ဒီဘက်ကလက်ခံပြီးသွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဘက်မှာခုနကမှဒီ file hat ထဲကိုပြန်ဝင်လိုက်မယ်ပေါ့နော်ပြန်ဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဗာပြောလဲဆိုလို့ရှိရင်ကို share ထားတာဟိုဘက်ကလက်ခံလိုက်ပြီမင်း confirm လုပ်ပေးပါဆိုပြီးတော့ပြောနေနေမယ်ဒါဆိုကျွန်တော် confirm share လုပ်ပြီးတော့ confirm လုပ်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ဒါလေးက share တာပြီးသွားပြီဖြစ်ပါတယ်ပေါ့နော်အခုလိုမျိုး smart tag နဲ့ပတ်သက်တာတွေပဲ OBS နဲ့ပတ်သက်တာတွေပဲဖြစ်နေသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အကောင့်လေးကို follow လုပ်ထားဖို့မမေ့နဲ့နော်